ရေတော့ဆန်ဆန်ကစွန်းစားပြီးညောင်ပြနေကြလာတာအသေးနှလုံးဆိုတာဆိုင်တစ်ခုလုံးယုံကြည်တာမှန်ပဲအသားရင်ဘာရင်ဆူညံပွဲတဲ့ရှင်ချင်းတွေကိုဖြာခမင်းပွဲလည်းမစင်နဲ့ကျမပြစ်ကြစာအိုးထဲမှာစမရှိပဲနဲ့လောက်တူငါလာပြီးရှင်ဧည့်သည်တွေပနာခံပြီးရထင်းစားခေါ်လာတဲ့မော်ဟင်းကကိုတော့သုံးချများလို့ကျမမစားတာတော့ကြပြီရှင်ကတော့လေကော်ဖီဆိုင်သွားပြီး1 tea ရှင်လာကနဲ့ရှင်သုံးစိတ်ကိုကနာအတွက်ကြည်လိုက်အော်ရှင်ရဲ့လာစားတပည့်ချောက်ကြနဲ့လောက်ငါဖို့မလဲဘူးဒါပဲပြောမယ်ပြောချင်လို့ကြည်နေကြပြီသိရလားစီးရဲ့ရေကိုစိတ်ကတင်လက်သိနေခါနိုင်တာဘူးကျမတို့အိမ်မှာငွေရပေါက်ကစကောလာချဲနေတယ်အိမ်လာကတွေကိုဘယ်တော့ပြင်မလဲမေးတဲ့အင်ရှင်လာရင်ကျမမျက်နှာဘယ်မှာရှိထားမလဲရှင်းကြောက်လာလင်းမိနိုင်အောင်ကျမကငါပြက်ခံချွေတာတဲ့ရှိသမျှငွေကိုဘုံဆိုင်သွားပြီးသုံးချုံနေတာပဲပေးရဆိုရင်ချင်းတော်ကြီးမမူပြီးအိမ်ချလာတဲ့လာကဘာအိမ်မုံတဲ့လေ get up ရှင်လာကနဲ့ရှင်အတုံးစိတ်ကိုတနာအတွက်ကြည့်လိုက်အော်ရှင်ရဲ့လာစားတပည့်ချောက်ကြနဲ့လောက်ငါဖို့မလဲဘူးဒါပဲပြောမယ်မပြောချင်လို့ကြည့်ရကြပြီသိရလား